မင်္ဂလာပါရောစကားလေးပြောကြရအောင်ကပထမဆုံးဒီကိုယူပြီးလူတစ်ဆက်ယောက်စားမလောက်အောင်စားအနှဲငယ်သာချလိုက်ပါချစ်ချစ်ကိုနည်းနည်းထည့်ပြီးအလျားလိုက်နှစ်ပိုင်းခွဲလိုက်ပါပြီးရင်ဘေးကင်ထည့်ပြီးအပေါ်မှာ egg ထည့်ပါနောက်တစ်ဆင့်ဒီယာကိုအနက်နက်လေးကြော်ပြီးနောက်ဆုံးစားကြည့်ပြီးအရသာကိုခန်းစားလိုက်ပါ The Sun Cheeseburger ကိုလုပ်ပြီးစားခဲ့တဲ့ခါ3နှစ်တစ်ကြိမ်လောက်လှုပ်စားခဲ့တဲ့ခါလူတစ်ဆက်ယောက်အတွက်စားချပြီးထည့်ပါကချီချစ်ကိုထည့်ပြီးအလျားတစ်ဖက်ဖြတ်ပါကဘေးကင်ကိုရှာပြီးထည့်လိုက်ပါရုပ်နောက်ဖက်မှာထည့်ထားပြီး egg ထည့်ပါကပြီးရင်အဲ့ထဲကိုထည့်ပြီးအနက်ကြီးကြီးကြော်လိုက်ပါလားနောက်ဆုံးစားပြီးအရသာကိုခန်းစားပါရအဲ့ဒီအကြောင်းကိုမင်းမြန်းရတာစိတ်ဝင်စားဖို့ကောင်းတဲ့အခါပထမဆုံးယူပြီးလူတစ်ဆက်ယောက်အတွက်စားနှဲငယ်ချပြီးထည့်ပါရချီချစ်ကိုနည်းနည်းထည့်ပြီးအလျားတစ်ဖက်ဖြတ်ပါရပြီးတော့ဘေးကင်ကိုရှာပြီးထည့်လိုက်ပါရုပ်ပကံပေါ်မှာထည့်ထားပြီးနောက်တစ်ခါငွေကြက်ဥထည့်ပါရအဲ့ထဲမှာထည့်ပြီးနက်နက်ကြောလိုက်ပါနောက်ဆုံးစားပြီးအရသာကိုခန်းစားလိုက်ပါရနောက်မှပြန်တွေးကြမယ်ရောနောက်မှပြန်တွေးကြမယ်ခဲ